Emirates နယ်မြေကမြောက်တပ်ကိုတင်းနေဖြိုခွင်းနိုင်မလားအာဆင်နယ်အတွက်တော့ချန်ပီယံအိမ်မက်ကိုကောင်းတဲ့ပေါ်ဖို့ခြေလန်းတလန်းဖြစ်ပြီး United အတွက်ကတော့နီးပြတဲ့ကာရီလက်ထက်မှာဂုဏ်သိက္ခာကိုပြန်ဆယ်ရမယ့်ပွဲပါ Manchester Derby မှာ City ကိုနိုင်ယူပြီးအရှိန်တက်နေတဲ့ United ဟာအာဆင်နယ်ရဲ့အိမ်ဝင်လွှမ်းမိုးမှုကိုဆုံးသက်နိုင်မလားဒီရာသီရဲ့အဆောင်မြော်ရာဆုံးပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေတဲ့အာဆင်နယ်နဲ့ Manchester United တို့ရဲ့ပွဲစဉ်23ပွဲကြို30ချက်ကိုခုပဲကြည့်လိုက်ကြရအောင်ပါတင်းရဲ့လက်ရှိခြေစွမ်းရင်ဆုံး Asian Arsenal ဘက်ကိုကြည့်အောင်အာဒီတာရဲ့အသင်းဟာအခုချိန်မှာတကယ်ကိုတည်ငြိမ်မှုရှိဆုံးပါခုလက်ရှိ Premier League ရဲ့အမှတ်ပေးစရာကိုဥဆောင်ထားပြီးပြီးခဲ့တဲ့ဘက်ကလည်း Inter Milan ကိုချန်ပီယံလိဂ်မှာဝေးကွန်းနိုင်ပွဲရယူထားပါတယ်ထူးသဖြင့်တိုက်စစ်မှု Gyökeres နဲ့ Saka တို့ရဲ့အတွဲဖက်က Premier League ခန်းစစ်တိုင်းအတွက်ထိတ်လန့်စရာဖြစ်နေစီမှာပါဖက်က United ကတော့ယာဒီဝက်မှာနီးပြအမိုရင်ကိုထုတ်ပယ်ပြီးကနဝင်ကစားသမား Michael Carrick ကိုယာယီနီးပြပစ်ခန့်အပ်ခဲ့ပါတယ်။မှတ်ပေးစရာရဲ့အဆင့်9နေရာမှာရှိနေတဲ့ United ဟာနီးပြတဲ့ Carrick လက်ထက်မှာဇာတ်ငါပုံမကောင်းလာဖို့ရှိနေပြီးတော့ Manchester Derby မှာ City ကိုငကိုးပြတ်နဲ့နိုင်ခဲ့တာလည်းသူတို့အတွက်တကယ်ကိုကြီးမားတဲ့အချိုးပွေဖြစ်သွားစေခဲ့ပါတယ်။ဖြစ်နိုင်ခြေပွဲထွက်လူစင်းအာဆင်နယ်ဘက်ကတော့ထုံးစံတိုင်း 4-3-3 ပုံစံနဲ့ပွဲထွက်လာမှာဖြစ်ပြီးဘိုးသမားနေရာမှာ David Braha ခန်းစစ်မှာ Ben White, William Saliba, Gabriel နဲ့ Timber တို့ပွဲထွက်လာဖို့ရှိနေပါတယ်။ကွင်းလယ်မှာတော့ထိုင်ကစားသမား Supermandi, ကွင်းလယ်အင်ဂျင်ကြီး Declan Rice နဲ့ Condition Martin Odegaard တို့ပါဝင်လာမှာပါ။တိုက်စစ်ပိုင်းမှာတော့ Saka, Martinelli နဲ့ရှေ့ဆုံးမှာတော့ ဂိုးသွင်းဆက် Gyökeres တို့က United ခန်းစစ်ကိုအဆက်မပြတ်ဖိအားပေးသွားမှာပဲဖြစ်ပါတယ်။ United ဘက်ကတော့4-3-1ပုံစံနဲ့ပွဲထွက်လာဖို့ရှိနေပြီးတော့ဘိုးသမား Lemans နောက်တန်းမှာ Dalot, Maguire, Lisandro Martinez နဲ့ Lucio တို့ကခိုင်ခိုင်မာမာပိတ်ဆို့ထားပါလိမ့်မယ်။ကွင်းလယ်ပိုင်းမှာတော့ Casemiro နဲ့ Kevin Minu တို့ကိုဖျက်ကစားတဲ့ပုံစံနဲ့မြင်တွေ့ရမှာဖြစ်ပြီးတိုက်စစ်ပိုင်းမှာ Amad Diallo, Bruno Fernandes နဲ့ Cunha တို့ကအမွေဘိုးရဲ့နောက်ကနေကူညီပေးသွားမယ့်ပုံစံနဲ့ပွဲထွက်လာနိုင်ပါတယ်။ဒီဖျက်ကစားသမားနဲ့ဒဏ်ရာရတဲ့တင်ဒဏ်ရာရရှိမှုချိန်တွေကိုကြည့်ရင်အာဆင်နယ်ဘက်မှာကာလာဖီယိုရီကတော့လွဲချော်အောင်မှာဖြစ်ပြီးအင်ကာပေးကတော့ပြန်ပါလာဖို့ရှိနေပါတယ်။ United ဘက်ကတော့ဒဏ်ရာကြောင့်ပွဲတော်တော်များများလွဲချော်ခဲ့တဲ့ဒီလစ်ကဒီပွဲမှာရန်ကုန်ကနေပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။စောင့်ကြည့်ရမယ့်ကစားသမားကတော့အာဆင်နယ်ရဲ့တောင်ပံကစားသမားဆာကာပါ။သူက United နဲ့တွေ့ရင်အမြဲတမ်းခြေစွမ်းပြလိမ့်ရှိပါတယ်။ United ဘက်မှာတော့တိုက်စစ်မှုကွန်ညာရဲ့လျင်မြန်တဲ့ကစားဟန်ကအာဆင်နယ်ခန်းစစ်ကိုတန်ပြန်တိုက်စစ်ကနေတဆင့်ဒုက္ခပေးနိုင်ပါတယ်။ထိတ်တိုက်တွေ့ဆုံမှုနဲ့ရလက်ခံမှန်းချက်အသင်းထိတ်တိုက်တွေ့ဆုံခဲ့တဲ့နောက်ဆုံး5ချိန်မှာအာဆင်နယ်က3ပွဲနိုင်ပွဲတည်တပွဲရှုံးဆိုတဲ့ရလက်နဲ့အသာစီးရယူထားပါတယ်။အာဆင်နယ်ရဲ့တိုင်ပွဲဆုံနောက်ဆုံး5ပွဲရလက်ကလည်း3ပွဲနိုင်2ပွဲတည်နဲ့ရှုံးပွဲမရှိထားခဲ့ပြီးတော့ United ရဲ့နောက်ဆုံး5ပွဲရလက်ကတော့တပွဲနိုင်တပွဲရှုံး3ပွဲထိတည်ကျထားခဲ့ပါတယ်။အားကစား website တွေရဲ့ခံမှန်းချက်အများစုကတော့ Asian Arsenal ကနိုင်ခြေ65%ထိရှိနေပြီးUnited ကတော့15%ဝန်းကျင်နဲ့တေချဖို့ကတော့20%လို့ခန့်မှန်းထားကြပါတယ်။ဒါပေမဲ့ United က Man City နဲ့ပွဲတုန်းကလို့ခံစစ်ကိုပုံမကျစ်လက်ကစားနိုင်မယ်ဆိုရင်တော့ဒီပွဲကအရင်ပွဲတွေလိုမျိုးဘူးပြတ်သွားဖို့တော့မလွယ်ပါဘူး။ဘာကြောင့်အားကစား website တွေရဲ့ခန့်မှန်းချက်တွေကိုကြည့်မယ်ဆိုရင်တော့အများစုကတော့ Arsenal ကိုမျက်နှာသာပေးထားကြပါတယ်။ BBC Sport က2-2နဲ့ Arsenal နိုင်မယ်လို့ဆိုထားသလို Opta Super Computer ကလည်း Arsenal ရဲ့နိုင်ခြေကို68%ထိသတ်မှတ်ထားပါတယ်။ဒါပေမဲ့90 minute ကတော့ United ရဲ့တက်ကြွနေတဲ့စိတ်တက်ကြောင့်2ဂိုးစီတေကျသွားနိုင်တယ်လို့ထူးထူးခြားခြားခံမှန်းထားတာကိုလည်းတွေ့ရပါတယ်။မိတ်ဆွေအနေနဲ့ဘယ်လိုထင်ပါလဲ။ Arsenal ကပဲပုံစံကောင်းတွေကိုဆက်ထင်းအောင်မလား။ဒါမှမဟုတ် United ကပဲအများစုခံမှန်းချက်တွေကိုပြောင်းပြန်လုပ်ပြမလား။ကိုယ်မှခံမှန်းပေးခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ခင်ဗျာ။